အဲ့တော့ဒီနေရာမှာအကုသိုလ်ကိုနှစ်မျိုးခွဲမှတ်ရလှုပ်လို့ဖြစ်တဲ့အကုသိုလ်ပြန်တွေးလို့လှုပ်မိတဲ့အပေါ်မှာပြန်တွေးလို့ဖြစ်တဲ့အကုသိုလ်ဒီနှစ်ခုရှိတယ်လှုပ်လို့ဖြစ်တဲ့အကုသိုလ်ကလှုပ်ပြီးရင်လှုပ်ပြီးသားဖြစ်သွားပြီလေဥပမာမဲ့ခြေနှကောင်ကိုတတ်လိုက်တာဆိုရင်တတ်ပြီးသားဖြစ်သွားဘူးလားအဲ့တတ်ပြီးသားဖြစ်တာကိုဘယ်လိုလုပ်ပြင်လို့ရပြင်လို့မရသို့တော့ဘုရားရဲ့နည်းကပြင်တယ်ဆိုတာဘယ်လိုတော့မြတ်စွာဘုရားကပါဏာတိပါဒအမှုဟာမကောင်းဘူးအပင်ငရဲကြစေနိုင်တယ်ဖြစ်လျက်ဘဝမှာအသက်တိုတယ်ယောဂများတယ်အဲ့တော့ဒီအလုပ်ဟာမကောင်းဘူးသူများတဲ့တတ်တာအကုသိုလ်ဖြစ်တယ်အဲ့ဒီအကုသိုလ်မကောင်းဘူးလို့မြင်ရမြင်လာပြီးတော့အဲ့ဒီမကောင်းမှုကိုရှောင်ရရှောင်ပြီးတဲ့အခါကောင်းတာတွေကြီးပဲဆက်ပြီးကြိုးစားအဲ့ဒီနည်းနဲ့ဒီပါဏာတိပါဒအကုသိုလ်ကိုကျော်လွှားလို့ရတယ်လို့ဒီလိုပြောနော်လှုပ်ချနာတွေလှုပ်ပြီးမှဒူးထောင်ပြီးတော့တောင်းပန်လိုက်လို့လွတ်သွားတယ်ဆိုတာကတော့ဖြစ်နိုင်မဖြစ်နိုင်ကိုယ့်အကိုပဲစဉ်းစားကြည့်နော်ကိုလှုပ်ချနာတွေလှုပ်ပဲလှုပ်ပြီးရင်ဒူးထောင်တောင်းပန်လိုက်တာနဲ့ပြီးစတန်းဆိုလို့ရှိရင်ခွင့်လွတ်လိုက်တာနဲ့အကုန်ပြီးတယ်ဆိုလို့ရှိရင်တော့အတော်ဟန်ကြတဲ့ဤစနစ်ပဲအဲ့ဒါနော်သို့တော့ guarantee ရှိတာမဟုတ်ဘူး